Hello guys Miko ဒီနေ့မှာတော့ဗီဒီယိုမတင်တာလဲ2ရက်လောက်နေတော့ Miko ဗီဒီယိုလာတင်တာပါဗီဒီယိုကမအားတာလဲပါတယ်မတိကျင်းနဲ့ပြင်းလဲပါတယ်ပေါ့နော်ဟိုတော့ဆိုတာဆော့ချင်တယ်မတင်ချင်လို့ပါအဲ့တော့ဒီနေ့မှာအားတဲ့ချိန်လေးလာပြီးတော့တင်လိုက်တာပါMiko တနေ့ကလည်းတင်မယ်လို့သေးတယ်ဗီဒီယိုတွေတော့အတိတ်လုပ်ပြီးသွားဒါမှမဟုတ်ကိုအဲ့နေအပြင်သွားလိုက်လို့မတင်ပြတော့တာပါကဲဒီကတော့တင်ပါနဲ့နောက်အတိတ်လောက်ထားတဲ့ဗီဒီယိုလည်းတင်ပါအောင်မယ်နော်အားပေးကြပါအောင်ပြီးတော့လေဒီ Rainbow Lina ဆိုတဲ့ channel ကပေါ့နော်Miko channel လို့လည်းပြောလို့ရတယ်Mikoညီမ channel လို့လည်းပြောလို့ရပါတယ်အဲ့ဗီဒီယိုအဲ့မှာကြတော့ပေါ့နော်ဒီreport ဗီဒီယိုမတင်ပါဘူးshort တွေပါပဲတင်ပါတယ်အဲ့ဟိုလည်း like လေးပါတွေ view လေးတော့ပြလိုက်ကြပါအောင်ဒီဗီဒီယိုကမအားတဲ့ခြားထဲမှာတင်တာဆိုတော့ like လေးတွေပေးသွားကြပါအောင် like လေးပေးသွားကြပါအဲ့လေMikoကြညာပေးတဲ့ Pinky Ella ကိုလည်းကျေးဇူးတင်ပါတယ်ခု Miko subscriber 100ပြည့်သွားပါပြီMikoအားပေးကြတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့လေဒီ Rainbow Lina ဆိုတဲ့အကောင့်Miko mention ခေါ်ထားပြီးပါမယ်အဲ့မှာကြာရင်အားတဲ့ချိန်နောက်1ရက်2ရက်နေလို့ blog video တင်ပေးပါမယ်အဲ့ဒါကြောင့်မလို့ပါကဲကြည့်ရှုပေးတဲ့သူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ကိုဒီဟာလေးကို view များရချင်ပါတယ်တချို့ view များဆုံးကကြတော့ပေါ့နော်89 view ပဲရှိပါတယ်အဲ့ဒါကြောင့်မလို့Miko view ရကြည့်ပေးကြပါလို့ပြောချင်ပါတယ်ပြောကြည့်ပြီးတော့ like ပေးတော့ကြဖို့လဲမမိပါနဲ့Mikoလေးဒီ fan လေးတယောက်ကပြောထားတယ်လားမမMikoရဲ့ဗီဒီယိုများများတင်ပေးပါတယ်ဟုတ်အားတလောက်တင်ပေးမယ်နော်ဒီနေ့ကိုဗီဒီယိုအနည်းဆုံးတစ်ပုတ်လောက်ကတော့တင်ပေးမယ်2ရက်တစ်ပုတ်လောက်တိတ်မအား2ရက်တစ်ပုတ်တင်ပေးမယ်နော်တိတ်မအားလို့ပါကြောင်းလဲဖွင့်တော့မှာဆိုတော့နော်ကွန်ဒီ short တွေပါရီတင်ထားပေးပါတယ်ဒီလေးဗီဒီယိုကတိတ်မတင်ဖြစ်တာမရိုက်ဖြစ်တာပေါ့နော်အဲ့လိုအတွက်ကြတော့မရိုက်ဖြစ်တာဗီဒီယိုရရတာလည်းအရန်ပြင်းဖို့ကောင်းတယ် upload ဆော့ချင်အဲ့စကွန်ရကော်ရာကြီးကိုတွားပြောင်းမှဖွင့်ချင်မတိတ်လည်းမလုပ်ချင်အဲ့ဒါကြောင့်မို့ပါကဲဒီဗီဒီယိုကတော့ဒီလောက်ပါပဲ bye bye